ဘာလို့မင်္ဂလာပါကျွန်တော်ရွှေတောင်လမ်းကုန်ဆိုင်ရပါကျွန်တော်အရင်တော့ဓာတ်ရောင်းတယ်ဆိုတော့ဓာတ်ကြောင်းနည်းနည်းတည်ရပါတော့အဲ့တော့ဒီမှာကြီးကျွန်တော်ပြမယ်ဓာတ်ကတော့ဒါကျွန်တော်တို့ရှမ်းရိုးရာအမွေနဲ့ဓာတ်ဖြစ်ပါတယ်နော်ငွေဓာတ်ပါဒီမှာငွေဓာတ်နော်ငွေဓာတ်ဒီအစွဲကကျွန်တော် west ဆွဲကိုကျွန်တော်သိပ်မယုံကြည်ဒါကျွန်တော်ထင်တယ်ရေစင်ဆွဲပြဖို့များနော်ဒီမှာရေစင်ဆွဲအဲကြောင့်လို့ဒီများတမိုးထားရဓာတ်လို့တယ်ဗောနော်ဒါတော့ဒီမှာကြီးဒီလောက်ပဲရှိရနော်ပေးလေးပဲရှိလက်တဘောအားစာပဲရှိဟုတ်ပြီနော်ဒါကျွန်တော်ရှမ်းရိုးရာမြမရိုးရာအမွေနဲ့ရေစင်ဆွဲလို့ယူဆတဲ့ရှားပါဓာတ်လည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကြည့်ရှုပေးတဲ့အတွက်သူကျေးဇူးတင်ပါတယ် like share လေးလုပ်ပေးကြပါဦး like share လာပါလားမသိပါဘူး YouTube ကတိတ်မတုံးတက်ဘူးနော်ဟုတ်ပြီနော်ကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်โอเคပါဒါပါပဲ